ပညာရှိသောပရွေစိတ်ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေငယ်ဝင်ငါချင်တာဖြစ်ပါတယ်ကျွန်တော်တို့ယုံကြည်သူများဟာပရွေစိတ်ထမှပညာတင်ယူဖို့ဘုရားခင်မိတ်တော်မူခဲ့တယ်ဆိုတာကျမ်းစာထဲမှာတွေ့ရတာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပရွေစိတ်ဟာပြင်းရည်ခြင်းမရှိပဲຫນွေကာလမှာမိမိစားစရာအစာများကိုစူးစောင်းရှာဖွေတော်လှန်တတ်ကြတယ်ဆိုတာတွေ့ရတာဖြစ်ပါတယ်ခေရောက်တဲ့ကာလမှာသူတို့ဟာစိုးရင်စရာမလိုပဲစိတ်ချမှုအဖြစ်နဲ့အသက်ရှင်နေထိုင်ကြတယ်ဆိုတာတွေ့ရတာဖြစ်ပါတယ်ကျွန်တော်တို့ယုံကြည်သူများလည်းမိမိဘဝအတက်တာစိတ်ချမှုရရှိဖို့အတွက်ဘွေစိတ်ထားမှသင်ခန်းစာယူပြီးပြင်းရခြင်းမရှိပဲဆူတောင်းခြင်းကျမ်းစာဖတ်ခြင်းပေးကမ်းဆွမ်းချက်ခြင်းအတက်တာအဖြစ်အသက်ရှင်မယ်ဆိုရင်မိတ်ဆွေဟာဖျားခင်ကပညာရှိတော်သူလို့တတ်မှတ်ခြင်းခံရပြီးယခုဘဝနောင်ဘဝအတွက်စိတ်ချမှုရရှိသွားမှာဖြစ်ပါတယ်ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေငယ်ဝင်ငါခြင်းတာဖြစ်ပါတယ်အလျှောက်တိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ